ဘယ်မင်္ဂလာပါဆိုလေကလေးကစားတော့ဆိုင်မှာပြောတဲ့ခါမှာတော့မယ်အင်္ဂလိပ်စကားလုံးတွေပေါ့နော်နံပါတ်1အနေနဲ့ကိုကထိုင်ခုံလေးကိုထိုင်ခုံလိုချင်တယ်ကိုကသွားမိတာပေါ့နော်ဒီထိုင်ခုံလူရှိသလားဒီထိုင်ခုံအားလားပေါ့အဲ့လိုမျိုးဆိုရင် is this seat taken ဒီထိုင်ခုံအားလားလို့မိတာဒီထိုင်ခုံလူရှိသလားလို့မိတာ okay နံပါတ်2လိုက်တဲ့အစားအသောက်ကအရင်ငယ်နေတယ်အဲ့ဒါဆိုရင်ဘယ်လိုပြောမလဲis too salty တော့မယ်နော် is too salty အရင်ငယ်နေတယ်ကိုမှလိုက်တဲ့အစားအသောက်ကမကြက်ဘူးဆိုရင်ကျွန်တော်တို့က add a quote this is and a quote ဒီအစားအသောက်ကမကြက်ဘူးပြန်ချက်ခံပေါ့နော်အဲ့ဒီအစားအသောက်ကပေါ့တယ်ဆိုတာကိုဘယ်လိုပြောမလဲ bland bland this is too bland ဒီကောင်ကအရင်ပေါ့တယ်အဲ့ဒါကိုအရသာမို့လေးထပ်ထည့်လို့ရမလားဆိုရင် can you add more seasoning အရသာမုတ်တွေပေါ့နော်အရသာရှိအောင်ပြန်လုပ်တဲ့အမုတ်တွေဟင်းချိုမုတ်ဖြစ်ငရုတ်ဒီမုတ်ဖြစ်စားဖြစ်အဲ့ဒါအကလုံးကိုတော့ seasoning လို့ခေါ်တယ် seasoning seasoning can you add more seasoning အရသာကောင်းထပ်လုပ်ပေးလို့ရမလား okay the next နောက်ခုကတော့ကိုမာရတဲ့အစားအသောက်ကအကျက်လွန်သွားတာဆိုတာတူးသွားတာပေါ့နော်တူးသွားတာကိုကျွန်တော်တို့က overcooked this is overcooked ဒီအစားအသောက်ကတူးသွားပြီ this is overcooked okay အဲ့ဒါအစားအသောက်ကစောက်ရတာအရန်ကြာတယ်နော်အဲ့ဒါဘယ်လိုပြောမလဲ it took so long to wait စောက်လိုက်ရတာကြာကြီးပဲ it took so long to wait